အားလုံးပဲမင်္ဂလာပါ Finance for Real Life Program ကနေကြိုဆိုပါရစေ။ကျွန်မနာမည်က Teacher ခိုင်စုပါ။လွန်ခဲ့တဲ့25နှစ်ခေတ်က FCCI Level 1 2 3 Accounting Cost Accounting Management Accounting တွေကိုသင်ကြားခဲ့တဲ့ဆရာမတစ်ယောက်ဖြစ်ပါတယ်။2016ခုနှစ်ကနေစပြီးတော့စာသင်တာကိုခေတ္တခဏရပ်နားပြီးတော့ Academic Line ကိုစာသင်တာမဟုတ်တော့ဘဲနဲ့လုပ်ငန်းရှင်တွေနဲ့ပတ်သက်တဲ့ accounting ဝန်ဆောင်မှုတွေ auditing ဝန်ဆောင်မှုတွေပေးနေတဲ့ audit firm တစ်ခုကိုကိုယ်တိုင်ဦးဆောင်ပြီးတော့လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲ့လိုလုပ်နေရင်းနဲ့ကြုံတွေ့လာရတဲ့လုပ်ငန်းရှင်တွေရဲ့ပြဿနာတွေစီးရင်ခိုင်တွေရဲ့ပြဿနာတွေအဲ့ပြဿနာတွေစာတွေ့လက်တွေ့ပေါင်းစပ်ပြီးတော့ finance နဲ့ပတ်သက်လို့အသိပညာတွေကိုမျှဝေပေးနေတဲ့အလုပ်ကိုလုပ်နေပါတယ်။ AB NLP ရဲ့အသိမှတ်ပြုထားတဲ့ NLP trainer တစ်ယောက်လည်းဖြစ်ပါတယ်။ဒီ program လေးကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ finance ကိုအခြေခံကစပြီးတော့လွယ်ကူကူလေ့လာခြင်းတဲ့လုပ်ငန်းရှင်တွေကျောင်းသူကျောင်းသားတွေတငယ်ချင်းမိတ်ဆွေတွေအတွက် finance ကိုမကြောက်ဖိနဲ့အလွယ်တကူလေ့လာလို့ရအောင်လို့ဒီ program လေးကိုဖန်တီးပေးထားတာဖြစ်ပါတယ်။ဒီ program မှာစာမွေးဖြေဖို့ finance ကိုသင်မှာမဟုတ်ဘူးလက်တွေ့အသုံးချဖို့အတွက် finance ကိုသင်မှာဖြစ်ပါတယ်။ finance မှာအခြေခံအကျဆုံးက classification ဆိုတဲ့အမျိုးအစားခွဲခြားခြင်းပါ။ double entry ဆိုတဲ့နှစ်ဖက်သွင်းစည်းပညာကိုမလေ့လာခင်မှာအုပ်စုခွဲတာကိုအရင်ဦးဆုံးလေ့လာရမှာဖြစ်ပါတယ်။ finance ရဲ့အခြေခံက accounting ပါ။ accounting ဆိုတဲ့စာရင်းရေးသွင်းခြင်းပညာမပါဘဲနဲ့ finance ဘဏ္ဍာရေးငွေကြေးကိုစီမံခန့်ခွဲလို့မရပါဘူး။ accounting မှာဆိုရင်စာရင်းအုပ်စု၃ခုရှိပါတယ်။အဲ့ဒါကတော့လူလုပ်ငန်းအဖွဲ့အစည်းတွေဆိုရင် personal အုပ်စုပါ။လုပ်ငန်းကပိုင်ဆိုင်မှုတွေပစ္စည်းတွေဆိုလို့ရှိရင် real အုပ်စုပါ။နောက်တစ်ခုကတော့လုပ်ငန်းရဲ့အသုံးစရိတ်တွေဝင်ငွေတွေဆိုလို့ရှိရင်တော့ nominal အုပ်စုပါ cash လို့ပြောမယ်ဆိုရင် cash ဒီဘယ်အုပ်စုထဲမှာပါမလဲစဉ်းစားကြည့်အောင်ငွေကြေးဆိုတာငွေသားဆိုတာဒီလုပ်ငန်းရဲ့ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ပစ္စည်းပါပဲအဲ့တော့အဲ့ဒီ cash ဒီပိုင်ဆိုင်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ real အုပ်စုထဲမှာပါပါတယ်ကိုယ်လုပ်ငန်းကနေပြီးတော့ကုန်ပစ္စည်းတွေဝယ်နေတဲ့ဖောက်တယ်တွေကိုယ့်ရဲ့ customer တွေသူတို့ကလူပုဂ္ဂိုလ်တွေပါဒါကြောင့်မလို့သူတို့က personal အုပ်စုပါဝန်ထမ်းကိုပေးရတဲ့လစာအဲ့ဒါဒီလုပ်ငန်းရဲ့ expense ပါလုပ်ငန်းရဲ့အသုံးစရိတ်ဖြစ်လို့ nominal အုပ်စုပါ home fund နေနဲ့အိမ်မှာအခုပြောတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်လို့ဘာအုပ်စုလဲလို့ခွဲကြည့်အောင် furniture supplier sales electricity computer loan from bank အဲ့ဒါတွေကလူပုဂ္ဂိုလ်နဲ့ဆိုင်တာလားသို့မဟုတ်လို့ရှိရင်ပစ္စည်းလားသို့မဟုတ်လို့ရှိရင်ဝင်ငွေတွေအသုံးစရိတ်တွေလားဆိုတာကိုခွဲကြည့်ပါဦးaccounting မှာအရေးကြီးဆုံးကတော့ debit credit မဟုတ်ပါဘူးအရေးကြီးဆုံးကတော့အုပ်စုခွဲတတ်ဖို့ပါ personal လား real လား nominal လားခွဲတတ်ပြီဆိုရင် accounting ရဲ့တဝက်လောက်ကိုရသွားပြီဖြစ်ပါတယ်လူပုဂ္ဂိုလ်လို့ပြောလိုက်ရင် customer ကိုယ်လုပ်ငန်းကနေပြီးတော့ကုန်ပစ္စည်းတွေဝယ်နေတဲ့ကိုယ့်ရဲ့ customer တွေကိုယ့်ကိုကုန်ပေးသွင်းနေတဲ့ supplier တွေနောက်တစ်ခုက owner ဆိုတဲ့ပိုင်ရှင်ပါမှာဖြစ်ပါတယ်ပစ္စည်းလို့ပြောလိုက်လို့ရှိရင်ကိုယ့်လုပ်ငန်းမှာရောင်းချနေတဲ့ inventory တွေပါမယ်cash ပါမယ်ကိုယ့်လုပ်ငန်းမှာသုံးနေတဲ့ furniture တွေပါမှာဖြစ်ပါတယ်ဝင်ငွေနဲ့အသုံးစရိတ်လို့ပြောလိုက်လို့ရှိရင်ရောင်းရငွေဆိုတဲ့ sales တွေဝန်ထမ်းလစာတွေမီတာခတွေငှားရမ်းခတွေပါမှာဖြစ်ပါတယ်ဒါဆိုရင်အခုလေ့လာတဲ့အထီးက classification အကြောင်းပြီးသွားပါပြီနောက်တစ်ပိုင်းအနေနဲ့အဲ့ဒီအုပ်စုတွေနဲ့ပတ်သက်လို့ changes အပြောင်းလဲတွေတိုးတာလားလျော့တာလားဆိုတာကိုဆက်ပြီးတော့လေ့လာရအောင်လုပ်ငန်းမှာနေ့စဉ်နေ့တိုင်းငွေတွေဝင်နေထွက်တယ်ပစ္စည်းတွေလည်းဝင်နေထွက်တယ်လူကနေကိုယ်ပေးတာလည်းရှိလို့လူကိုကိုကပေးလိုက်တာလည်းရှိတယ်ဒီလို transaction တွေကနေ့စဉ်နေ့တိုင်းကြုံတွေ့နေရမှာပါဝင်တိုင်းထွက်တိုင်းမှာအတိုးအလျော့ဆိုတာရှိတယ်အများအားဖြင့်တော့တစ်ခုတိုးရင်တစ်ခုလျော့တယ် give and take သဘောပဲတခါတည်းမှာနှစ်ခုလုံးတိုးတာလည်းရှိတယ်နှစ်ခုလုံးလျော့တာလည်းရှိတယ် furniture ဝယ်လို့တွေ့ကြည့်အောင် furniture ဝယ်ရဆိုရင် furniture ဆိုတဲ့ပစ္စည်းတွေတိုးလာတယ် furniture ဝယ်ဖို့အတွက်ပေးလိုက်ရတဲ့ cash ငွေသားတွေလျော့သွားတယ်နှစ်ခုလုံးတိုးတာအနေနဲ့စဉ်းစားမယ်ဆိုရင်လုပ်ငန်းတွေကိုမတည်ရင်းနှီးငွေ capital ကိုပိုင်ရှင်ကထည့်လိုက်တယ်လို့ဆိုပါစို့ပိုင်ရှင်ထည့်ဝင်လိုက်တဲ့အရင်းနှီးက capital စင်းပါအဲ့ capital ဆိုတဲ့အရင်းနှီးတွေတိုးလာပါတယ်ချိန်ထဲမှာပဲလုပ်ငန်းတွေကို cash တွေဝင်လာတာမလို့ cash တွေလည်းတိုးလာပါတယ်နှစ်ခုလုံးရောတဲ့အချိန်တွေလည်းရှိပါတယ်ပိုင်ရှင်ကလုပ်ငန်းကနေငွေတွေကိုထုတ်ယူသုံးစွဲမယ်ဆိုပါစို့ပိုင်ရှင်ကငွေသားတွေကိုထုတ်ယူသုံးစွဲလိုက်ရင်လုပ်ငန်းရဲ့ cash ကလျော့သွားမယ်ချိန်ထဲမှာပဲပိုင်ရှင်ထည့်ထားတဲ့အရင်းနှီး capital တွေလည်းလျော့သွားမှာဖြစ်ပါတယ် accounting ဆိုတာ debit credit အလွယ်မှတ်ဖို့မလိုပါဘူး business မှာဘာတွေအပြောင်းလဲဖြစ်နေတယ်
ဆိုတာကိုလေ့လာတဲ့ဘာသာရပ်တစ်ခုပါ home fan နေနဲ့ဒါလေးတွေနဲ့ပတ်သက်လို့ဘယ်ဟာတိုးသွားလဲဘယ်ဟာလျော့သွားလဲဆိုတာလေးကို comment မှာရေးကြည့်ပါဦးခုအခြေခံအနေနဲ့ဒီ day 1မှာလေ့လာရတာကစင်းအုပ်စု3ခုရှိတယ်အဲ့စင်းအုပ်စုကလူပုဂ္ဂိုလ်နဲ့ဆိုင်ရင် personal မှာကိုကကုန်ပစ္စည်းတွေအကျွေးရောင်းလိုက်တဲ့ debtor တွေ receiver တွေပါမယ်ကိုကိုကုန်ပစ္စည်းတွေရောင်းပေးလိုက်တဲ့ creditor တွေ payables တွေပါမယ်ပြီးတော့လုပ်ငန်းရဲ့ပိုင်ရှင် owner ပါမယ်လူပုဂ္ဂိုလ်နဲ့ဆိုင်တာမဟုတ်တော့ဘူးဆိုလို့ရှိရင်ဒုတိယအုပ်စုအနေနဲ့လုပ်ငန်းရဲ့ပစ္စည်းပိုင်ဆိုင်မှုတွေကိုကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင် real အုပ်စုတွေလားလို့ထပ်ပြီးတော့စဉ်းစားရမယ်အဲ့တော့ personal လည်းမဟုတ်ဘူး real လည်းမဟုတ်ဘူးဆိုရင်တော့နောက်ဆုံးအဆင့်ကလုပ်ငန်းရဲ့ income နဲ့ expense မှာ income နဲ့ expense မှာ expense ကိုစဉ်းစားကြည့်အောင်ကိုကကားစီးလိုက်တယ်ကားကပေးလိုက်ရတယ်ကားကိုဘာနဲ့ပေးရလဲဆိုတော့ cash ဒါဆိုအဲ့ cash က real အုပ်စုဖြစ်တယ်အဲ့ cash ကထွက်သွားတယ်လျော့သွားတယ်တစ်ချိန်တည်းမှာပဲအဲ့ကားခဆိုတာကဘာအုပ်စုလဲပေါ့အဲ့ကားကဆိုတာဒီပစ္စည်းလည်းမဟုတ်ဘူးလူလည်းမဟုတ်ဘူးဒါဆိုအဲ့ကားကဒီ expense ပါအသုံးစရိတ်ပါ expense တွေ income တွေဒီ nominal အုပ်စုပါ expense ဆိုလို့ရှိရင်အများအပြား debit သဘာဝရှိတယ် income ဆိုရင် credit သဘာဝရှိတယ်သဘာဝလေးတို့သိထားရင်ရပြီ debit credit မှတ်စရာမလိုသေးပါဘူးအကြောင်းအရာတစ်ခုကိုတွေးလိုက်တယ်ဆိုရင်နံပါတ်1စရင်အုပ်စုအမျိုးအစားနှစ်ခုစီကိုသွားမှာဖြစ်ပါတယ်အဲ့အုပ်စုနှစ်ခုအုပ်စုစရင်နှစ်ခုဒီအုပ်စု3ခုတွင်မှာပဲရှိပါတယ်အကြောင်းအရာတစ်ခုကိုတွေ့တိုင်းမှာ debit entry စနစ်ဒီစရင်တစ်ခုမှာ debit ဆိုရင်အခြားစရင်တစ်ခုမှာ credit သွင်းရပါတယ်အဲ့တော့အဲ့ဒီစရင်နှစ်ခုလုံးဒီစောစောကပြောခဲ့တဲ့3အုပ်စုတွေမှာပဲရှိပါတယ် personal လား real လား nominal လားအဲ့ဒီ3အုပ်စုနဲ့ပတ်သက်လို့ classification ကောင်းခွဲတတ်ပြီဆိုရင် changes ကိုထပ်ကြည့်လို့ရပါတယ် changes ကတိုးလာတာလားလျော့သွားတာလားဆိုတာသိရင်ရပါပြီဒါဆိုဒီနေ့ဗီဒီယိုလေးကတော့စရင်ပညာရဲ့အခြေခံဖြစ်တဲ့အခြေခံအကျဆုံးဖြစ်တဲ့စရင်အုပ်စုခွဲတာရယ်တိုးလားလျော့လားစဉ်းစားတာရယ်ကိုပဲသင်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့ကစပြီးတော့ finance ရဲ့အခြေခံကို10ရက်တာဗီဒီယို10ပုဒ်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ10ပုဒ်ကိုလေ့လာလိုက်လို့ရှိရင် finance ရဲ့အခြေခံကိုသိသွားမယ်ဘယ်လိုသူတွေကဒီဗီဒီယိုကြည့်တင်တာလဲဆိုရင်စရင်လုပ်ငန်းနဲ့အသက်မွေးကြောင်းပြုနေတဲ့အခုမှစပြီးတော့လုပ်နေတဲ့ junior accountant တွေနောက်တစ်ခုကစရင်ပညာနဲ့တော့ဘွဲရချတယ်စရင်ကိုပြန်ပြီးတော့ခြုံငုံပြီးတော့ပြန်ပြီးတော့ကြစ်လက်လေ့လာခြင်းနဲ့သူတွေတချို့စီးပွားရေးလုပ်ငန်းရှင်တွေကစရင်ခိုင်တော့မခေါ်ထားဘူးဒါပေမဲ့ကိုယ်တိုင်စရင်ကိုစတင်ခြင်းနဲ့ SME လုပ်ငန်းရှင်တွေအတွက်ဒီဗီဒီယိုကအသုံးဝင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေ့လာမယ်ဆိုရင်မြစ်တာရက်ခံချင်တာကအဲ့ရထဲမှာအိပ်ပြီးတော့နားထောင်တာမျိုးမဟုတ်ဘဲနဲ့စာရွက်နဲ့ဘောပန်ယူပြီးတော့တေးသေးချာချာလိုက်မှတ်မယ်ဆိုရင်တေချာတဲ့အကျိုးကျေးဇူးတစ်ခုရသွားမှာပါဒီဗီဒီယို10ပုဒ်ကိုလေ့လာတဲ့အချိန်မှာ accounting ဆိုတာ finance ဆိုတာမခက်ဘူးကဏ္ဍတွေပဲမဟုတ်ဘူးငါလေ့လာရင်ရတယ် accounting ဆိုတာလွယ်လွယ်လေးဆိုတဲ့စိတ်နဲ့လေ့လာစေချင်တယ်နောက်တစ်ခုက energy ကောင်းနဲ့လေ့လာစေချင်တယ်ဗီဒီယိုကို knowledge ရဖို့အတွက်သိရုံအတွက်လေ့လာတာမဟုတ်ဘဲနဲ့အသုံးချဖို့ဆိုရင်စိတ်နဲ့လေ့လာစေချင်တယ်အဲ့လိုစိတ်နဲ့လေ့လာမယ်ဆိုရင်10ရက်တာပြီးသွားတဲ့အချိန်မှာမိတ်ဆွေတို့အတွက်ထူးခြားတဲ့အကျိုးကျေးဇူးပိုကောင်းတဲ့အကျိုးကျေးဇူးတွေကိုရမှာဖြစ်ပါတယ်